ဒီနေ့မနက်တင်အိပ်ရနိုးတဲ့အချိန်မှာကဘာကြီးဟာပုံမှန်အတိုင်းပဲအေးချမ်းနေပါလိမ့်မယ်။ဒါပေမဲ့တနေရာကခလုတ်တစ်ခုကိုတယောက်ကနှိပ်လိုက်တာနဲ့အားလုံးဟာထာဝရပြောင်းလဲသွားနိုင်ပါတယ်။တတိယကဘာစစ်ဆိုတာရုပ်ရှင်ထဲကလို့အလံကင်ပြီးစစ်တိုက်နေတာမျိုးမဟုတ်တော့ပါဘူး။ဒါဟာခေတ်သစ်နည်းပညာတွေနဲ့လူသားမျိုးနွယ်ကိုအမြင့်ပြအောင်ချိန်မုံမဲ့ပွဲမျိုးပါ။ဒီဗီဒီယိုမှာသိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်တွေစီရေးကျွမ်းကျင်သူတွေရဲ့သတိပေးချက်တွေကိုအခြေခံပြီးတတိယကဘာစစ်တာဖြစ်ခဲ့မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲဆိုတာအသေးစိတ်တင်ဆက်ပေးသွားမှာပါဒါဆိုကျွန်တော်နဲ့အတူတွားလိုက်ကြရအောင်ပါအားလုံးပဲမင်္ဂလာပါ Mini Entertainment Channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့အောင်ဖြိုးငိမ်ပါနံပါတ်1အတန်တိတ်စစ်ပွဲပထမဆုံးတနအီအတွင်းမှာဘာတနက်တန်မှကြားမှာမဟုတ်ပါဘူးဒါပေမဲ့တင်ဖုန်းမှာအင်တာနက်လိုင်းပြတ်သွားမယ် TV လိုင်းတွေအားလုံးပြနှံသွားမယ်ဒါဟာတိုက်ချင်းဖြစ်ဒုံးကြီးတွေမလာခင်ရန်သူရဲ့စက်တွေရေးစနစ်ကိုအရင်ဖျက်တောက်လိုက်တာပါဂျိုတူးတွေကိုအာကာသထဲမှာတင်ဖျက်ဆီးပစ်လိုက်တဲ့အတွက် GPS စနစ်တွေရပ်ဆိုင်းသွားမယ်စဉ်းစားကြည့်ပါ GPS မရှိရင်လေယာဉ်တွေဘယ်လိုဆင်းမလဲတင်မော်တွေဘယ်လိုဥတီသွားမလဲဗန်စနစ်တွေပျက်စီးသွားတဲ့အတွက်တင်းလက်ထဲကပတ်စံတွေဟာစက်ကူစုပ်တွေဖြစ်သွားပါလိမ့်မယ်တကဘာလုံးဟာမျက်စိကန်းသွားသလိုဖြစ်သွားမယ့်အချိန်ပေါ့နံပါတ်2ငရဲမိကြောက်ခြင်းဒါဟာအကြောက်ရဆုံးပိုင်းပါစစ်ပွဲစာပြီးမိနစ်30အတွင်းမှာအင်အားကြီးနိုင်ငံတွေဟာသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုစတင်ပစ်လွှတ်ပါလိမ့်မယ်လက်ရှိရုရှားနဲ့အမေရိကန်မှာရှိတဲ့နျူကလ িয়ার ထိပ်ဖူးတွေဟာဟီရိုရှီမာမှာတုံးခဲ့တဲ့ဘုံထက်အစပေါင်းရာနဲ့ချီပြင်းထန်ပါတယ်ပေါက်ကွဲမှုဖြစ်တဲ့ဗဟိုချက်ရဲ့10မိုင်ပတ်လည်မှာရှိတဲ့အရာအလုံးဟာစက္ကန့်ပိုင်းအတွင်းအငွေဖြစ်ပြတ်သွားပါလိမ့်မယ်။ကြောက်တုံးတွေဟာအရေးပြောကြမယ်။တမ်မနီတွေဟာလောင်ကျွမ်းမယ်။လူတွေဟာနာကျင်မှုကိုတောင်မတိလိုက်ပဲအရေးပဲကြံခဲ့တဲ့အထိကြာကျသွားပါလိမ့်မယ်။ဒါဟာကမ္ဘာပြတ်ကင်းရင်အစပဲရှိပါသေးတယ်။နံပါတ်3အသက်ရှင်ကျန်ရင်တို့ရဲ့ငရဲပောက်ကွဲမှုကနေလွတ်မြောက်သွားရင်တော့တင်ဟာကံကောင်းတယ်လို့မဆိုနိုင်ပါဘူး။ဘာလို့လဲဆိုရင် Black Rain လို့ခေါ်တဲ့အမဲရောင်မိုးတွေရွာလာပါလိမ့်မယ်။ဒီမိုးရေတွေထဲမှာတီစီနိုင်တဲ့ရေဒီယိုတက်တူးကြမှုတွေပါဝင်နေပြီးအရေးပြားကိုလောင်ကျွမ်းစေသလိုကိုတွင်းအင်္ဂါတွေကိုပျက်စီးစေမှာပါ။ဆေးရုံတွေမရှိဘူး။ဆရာဝန်တွေမရှိတော့ဘူး။အစာအသောက်နဲ့တောက်သုံးရည်အလုံးဟာအစိတ်တင့်ကုန်မယ်။အဲ့ဒီအချိန်မှာလူတွေဟာအချင်းချင်းအစားအစာအတွက်တိုက်ခိုက်တက်ဖြတ်ကြတဲ့ဥပဒေမဲ့ကဘာကြီးဖြစ်သွားပါလိမ့်မယ်။နံပါတ်4ကဘာကြီးအေးခဲသွားခြင်းနောက်ဆုံးအဆင့်ကတော့နျူကလ িয়ার ဝင်တာပါမြို့ကြီးတွေမီးလောင်ရာကထွက်လာတဲ့မီးကုန်းလုံးကြီးတွေဟာလေထုအပေါ်ယံလွှာမှာပိတ်ဆို့သွားပြီးနေအောင်ကြီးကိုကဘာမြေပေါ်ပေးမကြတော့ပါဘူးကဘာကြီးဟာမှောင်အတိကျပြီးအပူချိန်ဟာအနှုတ်20 30 ဒီဂရီအထိကျဆင်းသွားမယ်စိုက်ပျိုးသီးနှံတွေအားလုံးသေကုန်မယ်လူသားဥယျာဉ်ရဲ့90%ဟာစစ်ပွဲကြောင့်မဟုတ်ပဲငတ်မွတ်မှုကြောင့်တည်ဆုံးရပါလိမ့်မယ်ဒါဟာလူသားမျိုးနွယ်ရဲ့ရည်ကြည်မှုအဆုံးသတ်သွားတဲ့အချိန်ပါပဲတတိယကဘာစစ်အကြောင်းပြောရတာဟာတင်ကို6လမ်းဖို့မဟုတ်ပါဘူးစစ်ပွဲရဲ့အကျိုးဆက်ဟာဘယ်လောက်အထိဆိုးရွားနိုင်တယ်လဲဆိုတာကိုတတိပြုမိစေဖို့ပါကျွန်တော်တို့နေ့စဉ်ဖြတ်တန်းနေတဲ့ဒီဘွားကြီးဟာကကြီးတစ်ချမ်းညှက်လိုက်တယ်လို့မိနစ်ပိုင်းအတွင်းပြတ်တောက်သွားနိုင်တယ်ဆိုတာတင်ယုံကြည်နိုင်ပါသလားတတိယကဘာစစ်ဆိုတာဒုံးကြီးတွေတင်မဟုတ်ပါဘူးဒါဟာတင်းအိတ်ထဲကပတ်စံတွေစက်ကူစုပ်ဖြစ်သွားမယ့်အရေးတင်းအိမ်ရှိကကာတွေတန်တိုတန်ဆဖြစ်သွားမယ့်အရေးနဲ့ဗိုက်စာလုံးလို့လူအချင်းချင်းပြန်တက်ရမယ့်အခြေအနေမျိုးပါစစ်ပွဲကြောင့်ကမ္ဘာစီးပွားရေးတွေဘယ်လိုထိုးကျသွားမလဲရေနံစိမ်းပြက်လက်မှုကတင်းဘွားကိုဘယ်လိုအမှောင်ချနိုင်မလဲဆိုတာအသေးစိတ်ထပ်လေ့လာကြည့်ရအောင်ပါနံပါတ်1စီးပွားရေးနဲ့ငွေကြေးတည်ဆုံခြင်းစစ်မီစားတောက်တာနဲ့တကဘာလုံးကစတော့စီကွက်တွေကနိုင်ပိုင်းအတွင်းပြိုလဲသွားပါလိမ့်မယ်ဘဏ်တွေဟာသူတို့စီမှာရှိတဲ့ငွေတွေကိုထုတ်မပေးနိုင်တော့ပဲတကားပိတ်သွားမယ် hyper inflation လို့ခေါ်တဲ့ငွေကြေးဖောင်းပွားမှုတွေဟာထိမနိုင်တိမ်များဖြစ်လာပါလိမ့်မယ်မနေ့ကပမုတ်တလုံးကို1000ပေးရရင်ဒီနေ့300ပေးရင်တော့ဝယ်မရတဲ့အခြေအနေမျိုးရောက်သွားနိုင်ပါတယ် credit card တွေ digital payment တွေအားလုံးဟာအသုံးမဝင်တော့တဲ့ digital အမှိုက်တွေဖြစ်သွားမယ်တင်းပေါ်ကတတ်တာစုဆောင်းထားတဲ့ငွေတွေဟာကွန်ပျူတာစက်ခွင်းပေါ်ကကဏ္ဍတွေအဖြစ်ကြံခဲ့ပါလိမ့်မယ်နံပါတ်2ရေနံစိမ်းပြက်လက်မှုနဲ့တည်ယူပို့ဆောင်ရေးအကြက်တဲအ
အခုချိန်မှာတော့ကျွန်တော်တို့ဟာရေနံစိမ်းပြက်လက်မှုတံကိုစတင်ခန်းစားနေရပါပြီတကယ်လို့စစ်ဖြစ်ခဲ့ရင်တော့ရေနံတင်တင်မောတွေဟာပင်လယ်ပြင်မှာပိတ်မိနေပါလိမ့်မယ်ရေနံမရှိရင်လေရင်တွေမပြန်နိုင်တော့ဘူးကားတွေရထားတွေရထားနေရလိမ့်မယ်ဒီကမ္ဘာလုံးရဲ့တည်ယူပို့ဆောင်ရေး logistic ရန်တရားကြီးတစ်ခုလုံးတစားစီပြိုကွဲသွားပါလိမ့်မယ်ဒါဟာခီးတွားလို့များတာတည်းမဟုတ်ပါဘူးစက်ရုံတွေလေပတ်ဖို့လောင်စာမရှိတော့တဲ့အတွက်လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်မှုရပ်ဆိုင်းသွားမယ်ကမ္ဘာကြီးဟာ18ရာစုကမြင်းလဲခေတ်ကိုမျက်စိတမိတ်အတွင်းပြန်ရောက်သွားသလိုဖြစ်သွားမှာပါနံပါတ်3ကုန်ထုတ်လုပ်မှုပြိုလဲခြင်းနဲ့အငတ်ပေးလောင်စာစီမရှိရင်လေယာသုံးစက်ကရိယာတွေမမောင်းနိုင်တော့ဘူးဓာတ်မြေဩဇာထုတ်လုပ်တဲ့စက်ရုံတွေပိတ်သွားမယ်ရလဒ်ကတော့ဒီကမ္ဘာလုံးမှာအစာအသောက်ပြက်လက်မှုတွေဖြစ်လာတာပါပဲစူပါမားကတ်တွေမှာရောင်းစရာဘာမှမရှိတော့တဲ့အတွက်လူတွေဟာအစာအစာတလို့အတွက်အချင်းချင်းတက်ဖြတ်လူရမှုတွေအဆင့်ထိရောက်သွားပါလိမ့်မယ်အဲ့ဒီအချိန်မှာ iPhone တွေဇိမ်ခံကားတွေဟာအစာအသောက်တနက်စာနဲ့လဲလှယ်လိုတောင်မရတဲ့အမိုက်တွေဖြစ်သွားပါလိမ့်မယ်နံပါတ်4အသက်ဆက်နိုင်ဖို့ဘယ်လိုကြိုးစားမလဲဒီလိုငရဲခန်းထဲမှာဘသူတွေအသက်ရှင်ကြံမလဲမြို့ကြီးတွေမှာနေထိုင်လူတွေဟာအဆိုးရွားဆုံးဒုက္ခရောက်ပါလိမ့်မယ်အသက်ရှင်ဖို့အတွက်လူတွေဟာမြို့ပြကိုစွန့်ခွာပြီးစိုက်ပျိုးလို့ရတဲ့မြေရှိရာတောတောင်တွေစီပြေးကြရပါလိမ့်မယ်ဤပညာတွေမရှိတော့တဲ့အတွက်လက်လုံလက်စားစနစ်ကိုပြန်သွားရပါလိမ့်မယ်ရှည်တန်းရဖို့အစားအစာရဖို့နဲ့ကိုကာကွယ်ဖို့အတွက်ရှင်တန်ရေးပညာရက်တွေကပဲတင့်ကိုအသက်ဆက်ပေးပါလိမ့်မယ်တတိယကမ္ဘာစစ်ဆိုတာကြောက်စရာကောင်းတဲ့ပုံမြင့်တစ်ပုတ်မဟုတ်ပါဘူးဒါဟာလက်ရှိကမ္ဘာအခြေအနေအရဖြစ်လာနိုင်ခြေရှိရဲ့အနာဂတ်ဆိုကြီးပါရေနံပြက်လက်မှုစီးပွားရေးပြိုလဲမှုနဲ့နျူကလ িয়ার ဘေးအန္တရာယ်တွေဟာကျွန်တော်တို့တကားဝါအထိရောက်နေပါပြီကျွန်တော်တို့မှာဒီကမ္ဘာကြီးကိုကာကွယ်ဖို့တာဝန်ရှိပါတယ်ပရိသတ်ကြီးတို့ရောဘယ်လိုထင်ပါသလဲကမ္ဘာကြီးဟာဒီလိုပျက်စီးခြင်းလန့်ကိုရှောင်လွှဲနိုင်ပါမလားပရိသတ်ကြီးတို့ရဲ့အမြင်ကို comment မှာဆွေးနွေးသွားနိုင်ပါတယ်ဗီဒီယိုလေးကို like and subscribe လေးပေးခြင်းဖြင့်ငြိမ်းချမ်းရေးအတွက်အတန်တခုဖြစ်ပါစေဗျာဒါဆိုစိတ်ဝင်စားစရာဗီဒီယိုတွေနဲ့နောက်ဗီဒီယိုတွေမှာကျွန်တော်နဲ့အတူပြန်လည်ဆုံတွေ့ကြရအောင်ပါ